ပါရှင်ဒီနေ့ကတော့ D3 လေးဖြစ်ပါတယ်ကောင်းတော့နေလေးဖြစ်ပါစီ D3 ပါဒါဆိုရင်ရှင်စဉ်ဗီဒီယိုဖိုင်လေးတင်ပေးရပါတော့เนาะ3ရက်ရှိပါပြီကဲဒါဆိုရင်မြန်မြန်လေးသွားရအောင်ဒီနေရာမှာရွေးတွက်နီးလေးတင်ပေးမှာဖြစ်ပါတယ်ရှင်ရွေးတွက်နီးမှာရွေးတွက်နီးကိုမတင်ပြခင်ပေါ့เนาะမပြောပြခင်ကွန်မန့်လေးမှာရှင်စဉ်ကိုလာမှတ်ထားကြတယ်73မိနစ်ဆိုရင်ရောရွေး120နဲ့တွဲရမှာလား15ပဲဆိုရင်ကရွေး120နဲ့တွဲရမှာလား128ရွေးက16ပဲအခောက်မှတွဲရတာလားဆိုပြီးမေးထားတာဖြစ်ပါတယ်ရှင်ကြက်ပဲရွေးတွက်နီးမှာ120ကိုမသုံးပါဘူးရှင်128ရွေးကိုသုံးတာဖြစ်ပါတယ်အဲ့ဒီအတွက်ရှင်စဉ်က14ပဲ2ပြားရီပဲဖြစ်ဖြစ်73ပဲရီပဲဖြစ်ဖြစ်16ပဲရီပဲဖြစ်ဖြစ်15ပဲရီပဲဖြစ်ဖြစ်ပေါ့နော်အခောက်16ပဲရီအခောက်ပေါ့နော်အခောက်ပဲဖြစ်ဖြစ်ဒီနေရာမှာ12ပဲရီပဲဖြစ်ဖြစ်17ပဲ10ပဲ9ပဲရီပေါ့နော်ဒါနိုင်ငံခြားရဲ့ဈေးကွက်တွေမှာဆိုရင်9ပဲရီအထိရှိတယ်အဲ့9ပဲရီပဲဖြစ်ဖြစ်ပေါ့နော်ဒီတွက်နီးကိုတွက်လို့ရပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ဘယ်နှစ်ပဲရီပဲဖြစ်ဖြစ်ဒီတွက်နီးကိုတုံးလို့ရတယ်ဘာကွာသွားသလဲဆိုလို့ရှိရင်ဈေးနေရာလေးကွာသွားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါဆိုရင်16ပဲဆိုလို့ရှိရင်ဥပမာအနေနဲ့ရွှေစင်ရဥပမာအနေနဲ့16ပဲဒီနေ့ပေါက်ဈေးလေးဘယ်လောက်လဲဟေးဒီနေ့ရွှေဈေးဘယ်လောက်လဲရွှေဈေးတက်နေလားကျနေလားဆိုပြီးမှရွှေစင်တို့နေ့စဉ်နားထောင်နေကြတဲ့နားဆွနေကြတဲ့ရွှေတစ်ချက်သားစင်းတို့16ပဲတစ်ချက်သားစင်းတို့အခောက်တစ်ချက်သားစင်းတို့မီလင်းတစ်ချက်သားစင်းတို့အရက်ဒေတာတစ်ခုနဲ့တစ်ခုအခေါ်ဝမတူလို့အကုန်ခေါ်ပြပေးလိုက်ပါတယ်နော်16ပဲရေးမီလင်းအခောက်ပေါ့နော်အဲ့လိုခေါ်ကြတယ်ကဲဒါဆိုလို့ရှိရင်အဲ့ဒီဥပမာအနေနဲ့ရွှေစင်ကအဲ့ဒီအခောက်စင်းနှုန်း16ပဲစားတဲ့စင်းနှုန်းမီလင်းတစ်ချက်သားစင်းနှုန်းကိုဥပမာအနေနဲ့85ရိမဲထားကြပါလို့ရှိရင်ဥပမာကဲဒါဆိုရင်တို့ကအခောက်စင်းနှုန်း85ရိဆိုလို့ရှိရင်15ပဲစင်းနှုန်းကဥပမာအနေနဲ့ဒါ89ရိနဲ့9တောင်ဖြစ်ပါတယ်အခောက်ထက်ကိုနည်းနည်းရော့ပါတယ်နော်15ပဲရီကဲဒါဆို14ပဲ2ပြားရီက89တိန်းနဲ့9တောင်ဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်73ပဲရီကကြတော့83တိန်းနဲ့9တောင်ဖြစ်ပါတယ်ရှင်ဥပမာလေးအနေနဲ့ပြောပြပေးခြင်းဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဈေးလေးဘယ်လိုကွာပြီးတွက်ရလဲဆိုတော့ပြပြမှဖြစ်ပါတယ်ရှင်ဒါဆိုရင်ရွေးအစား128အမြောက်ရွှေစင်တို့အနေနဲ့ဒီမဲ့ဒီအလုံးလေးတစ်လုံးပေါ့နော်ဒီရွှေလုံးလေးတစ်လုံးကိုရွှေစင်ကချင်းကုန်မှာချိန်လိုက်မယ်ချင်းကုန်လေးတစ်ချက်ရက်ပြပြပါနော်ချင်းကုန်မှာချိန်လိုက်မယ်ချင်းကုန်မှာချိန်လိုက်လို့ပေါ့နော်အလေးချိန်လေးပေါ့နော်ဥပမာအနေနဲ့ဒီရွှေအလုံးလေးရဲ့အလေးချိန်ဒီကဒီကိုရိုက်မယ်3ရွေးပဲထားကြပါလို့ရှင်3ရွေးရှိတယ်ပေါ့နော်ရွှေအလုံးလေးရဲ့အလေးချိန်ဒီ3ရွေးဆိုလို့ရှိရင်ရွှေစင်တို့ကချင်းကုန်ပေါ်မှာချိန်လိုက်တဲ့အလေးချိန်ကရွေးတစ်ခုပဲတွေ့နေတာဖြစ်တဲ့အတွက်ရွှေမှာဆိုရင်တွက်နီးကြက်ပဲရွေးရှိတယ်ရွေးတစ်ခုပဲတွေ့ရဖြစ်တဲ့အတွက်ကြက်နဲ့ပဲကိုစဉ်းစားစရာအကြောင်းမရှိဘူးဒီရွေးတစ်မျိုးတည်းစဉ်းစားမယ်ရွေးနဲ့ဆက်တွယ်ခြင်းဖြစ်တဲ့တစ်ချက်သားမှာ128ရွေးရှိတယ်ဆိုတာရှေ့ဗီဒီယိုမှာသိပြီးသားဖြစ်ပါတယ်အဲ့ဒီအတွက်ဒီရွေးတစ်မျိုးတည်းတွေ့ခဲ့မယ်ဆိုရင်128ကိုပဲသုံးမှာဖြစ်ပါတယ်ရှင်ကျန်တာဘာမှစဉ်းစားစရာမလိုပါဘူးဒါဆိုရင်တော့ရွေးစား128အမြောက်ဖြည်းဖြည်းချင်းပြောပြပေးခြင်းဖြစ်ပါတယ်နော်ရွေးစား128အမြောက်ရွှေစည်းဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရွှေစင်တို့ကချိန်လိုက်တဲ့အလုံးလေးရဲ့ရွှေရဲ့4ချိန်ဒီ3ရွေးဖြစ်တာဖြစ်တဲ့ရွှေ4ချိန်3ရွေးအစား128အမြောက်ရွှေစည်းနေရာမှာရွှေစင်ရတာ15ပဲရီဖြစ်တဲ့အတွက်ပေါ့နော်ဒီအလုံးလေးဒီ15ပဲရီဖြစ်ပါတယ်ရှင်15ပဲရီဖြစ်တဲ့အတွက်ရွှေစင်ကအဲ့ဒီအလုံးလေးကိုဒါ89တိန်း9တောင်းနဲ့တွက်လိုက်တာဖြစ်ပါတယ်ရှင်ဒီရွှေစည်းနေရာမှာပြောင်းတော့မှာဖြစ်ပါတယ်နော်အခောက်ဆိုရင်လည်းဒီတွက်နီးပါ14ပဲ2ပြည့်ဆိုရင်လည်းဒီတွက်နီးပါဘေးနေရာမှာပြောင်းမလဲဈေးနေရာမှာပြောင်းမှာဖြစ်ပါတယ်15ပဲရီမို့လို့85ရင်းစင်းနဲ့မဟုတ်တော့ပါဘူး89ရင်း9တောင်းစင်းနဲ့တွက်လိုက်တာပါရှင်ဒါဆိုရင်ရရှိမဲ့ငွေလေးဒီ3,800နဲ့9,265ကျပ်ရရှိမှာဖြစ်ပါတယ်ရှင်ဒါ15ပဲရီလေးပါကဲနောက်တစ်ခု14ပဲ2ပြားရီတွက်ပြပါမယ်ဥပမာဒီရဲ့လက်စွပ်ကလေးပါနော်ဒီလက်စွပ်ကလေးကိုရှင်တို့ချင်းကုန်မှာတင်လိုက်မယ်ကဲအလေးချိန်9ရွေးနဲ့တစ်ချင်းပေါ့နော်9ရွေးနဲ့ 1.2 ချိန်ခွင်ကြည်နီးနောက်ပိုင်းကျရင်ပြောပြပေးပါမယ်9ရွေးနဲ့ဒါ 0.5 တွေ့တယ်ပဲထားပါတော့ 0.0 တွေ့တယ်ဆိုရင်ဒါ9ရွေးနဲ့တစ်ချင်းဖြစ်ပါတယ်ဒါဆိုရင်ဒါကတော့ရှင်ကနားလဲအောင်လို့ရေးပြထားခြင်းဖြစ်ပါတယ်နော်ဒီရေးနီးဖက်နီးကိုလည်းရှေ့ဗီဒီယို D1 မှာတင်ပြထားခြင်းဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်9ရွေးနဲ့တစ်ချင်းကိုတွေ့တာဖြစ်တဲ့အတွက်ကြက်လည်းမတွေ့ဘူးပဲလည်းမတွေ့ဘူးချင်းဝင်ပေါ်မှာရွေးပဲတွေ့တာဖြစ်တဲ့အတွက်ရွေးကိုပဲစဉ်းစားမယ်ကြက်နဲ့ပဲကိုမစဉ်းစားဘူးရွေးရဆက်တဲ့ချက်ဖားလဲရွေးရဆက်တဲ့ချက်ရွေးစား128အမြောက်ရွှေစည်းဒါပဲရှင်နော်ကိုယ်လိုက်မဲ့ရွှေက14ပဲ2ပြားရည်လား15ပဲရည်လား16ပဲရည်လားအခောက်တုံးလားဒါမျိုးစဉ်းစားပါဒီရွှေစည်းနေရာပဲကွဲမှာဖြစ်ပါတယ်ကျန်တာအတူတူပါပဲရှင်ဒါဆိုရွေးနေရာမှာ9.5အစဘာဖြစ်လို့9.5ထည့်လဲဆိုလို့ရှိရင်ဒီမှာ9.50ဆိုရင်လည်းထည့်လို့ရတယ်9.5လည်းထည့်လို့ရတယ်ပေါ့နော်9.5အစ128အမြောက်ရွှေစည်းလက်စွပ်လေးကရွှေပဲရည်ဒီ14ပဲ2ပြားရည်ဖြစ်တဲ့အတွက်ရွှေစင်က14ပဲ2ပြားရည်ဈေးလေးကိုထည့်ထားခြင်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ဒီလောက်ရရှိမှာဖြစ်ပါတယ်4,500နဲ့283ကျပ်ရရှိမှာဖြစ်ပါတယ်ရှင်ကဲဒီနေရာမှာ73ပဲရည်ဆိုရင်ရောဒီဈေးလေးကိုဒီနေရာမှာအစားတွင်းပြီးတွက်လိုက်ရုံပါပဲရှင်ရရှိပေးရမယ့်ဟာလေးကတော့အတူတူပဲဖြစ်ပါတယ်နော်
15ပဲဈေးဘယ်လိုရှာမလဲ14ပဲနှစ်ပြားရေးဈေးဘယ်လိုရှာမလဲ73ပဲရေးဈေးဘယ်လိုရှာမလဲဆိုလို့ရှိရင်နောက်ကျရင်တင်ပြပေးပါမယ်အလွယ်ကူဆုံးလေးရှာလို့ရပါတယ်ဈေးရှာနေရလीဘာလေးတီးဖို့လိုလဲဆိုရင်နေ့စဉ်ပေါက်တဲ့တစ်ချက်ဒါဈေးနှုန်း16ပဲရေးမီလင်းအခါပေါ့နော်သုံးမျိုးလုံးခေါ်ပြပေးလိုက်ပါတယ်အဲ့ဒီဈေးနှုန်းလေးတိတယ်ဆိုလို့ရှိရင်15ပဲဈေးရှာရလဲလွယ်တယ်14ပဲနှစ်ပြားရေးဈေးရှာရလဲလွယ်တယ်73ပဲဈေးရှာရလဲလွယ်တယ်12ပဲဈေးရှာရလဲလွယ်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြပြမှာဖြစ်ပါတယ်ကဲဒီနေ့ကတော့နည်းနည်းလေးရှည်ထားတယ်ရွေးသက်နီးတင်ပြပြီးတွားပြီဖြစ်တဲ့အတွက်ကြက်ပဲရွေးရှိတဲ့ရှင်မှာရွေးအပိုင်းလေးပြီးတွားပြီနောက်နေ့ဆိုရင်ပဲအပိုင်းလေးလာမှာဖြစ်ပါတယ်ရှင်တို့ကပဲအကြောင်းလေးတင်ပြပြီးမှာဖြစ်ပါတယ်ပဲကိုရွေးကိုပြီးတွားပြီဆိုလို့ရှိရင်ဘာလေးတင်ပြမလဲဆိုပဲရွေးပေါင်းတွက်တဲ့ပုံနေလေးတင်ပြပေးပါမယ်ပဲရွေးဆိုတာဘယ်လိုမျိုးလေးလဲဆိုရင်တပဲနဲ့နှစ်ရွေးကဲရွှေလေးချိန်လိုက်ရင်နော်တပဲနဲ့နှစ်ရွေး၅ပဲနဲ့၄ရွေးရှိတယ်ဆိုရင်ဒါပဲရွေးပုံနေလေးကိုသုံးမှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာ128မပါတော့ဘူးเนาะဒါလေးဆိုရင်နောက်ဗီဒီယိုမှာတွေ့မှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်